ဘဝမှာထိမ့်သိမ်းရမယ့်အရာများစကားကိုထိမ့်ပါစကားဆိုတာအစိတ်တစ်ခုလည်းဖြစ်နိုင်တယ်လို့ဆဲလည်းဖြစ်နိုင်ပါတယ်စကားတစ်ခွန်းကြောင့်အချစ်တွေကိုဖန်တီးနိုင်တယ်လို့မေတ္တာတွေကိုလည်းဖန်တီးနိုင်တယ်တစ်ဖက်မှာတော့စကားတစ်ခွန်းကလူတစ်ယောက်ရဲ့အိမ်မက်တွေကိုရိုက်ချိုးဖျက်ဆီးပစ်နိုင်ပါတယ်ဒါကြောင့်မို့စကားကိုအထင်အကွက်မဲ့မပြောကြဖို့လိုပါတယ်စကားပြောကြမယ်ဆိုရင်စကားထဲမှာမေတ္တာလေးစားမှုတနာမှုထည့်ပြီးပြောဖို့လိုလိမ့်မယ်စိတ်ကိုထိန်းပါစိတ်မထိန်းနိုင်ရင်အတွဲဆိုးတွေစီးဆင်းလာပြီးတော့အပြစ်များစွာကိုကျူးလွန်ကြမယ်လူလောကထဲမှာနေတဲ့အခါကျတော့လောကချင်းဝတ်နဲ့ဥပဒေတွေကိုလိုက်နာရမယ်စိတ်ကိုမထိန်းသိမ်းနိုင်တဲ့သူဟာအပြစ်ဒဏ်တွေကိုရင်ဆိုင်နေရတတ်တယ်စိတ်ကတိကျတဲ့လမ်းစဉ်ပေါ်ကိုမသွားမချင်းတည်ငြိမ်မှုကိုမရနိုင်ပါဘူးဒါကြောင့်စိတ်ကိုအသည့်တတိနဲ့ထိန်းချုပ်နိုင်ဖို့ကိုမမဲချပါနဲ့ဒေါသကိုထိန်းပါဒေါသဆိုတာမီးတောက်ပဲကို့အတွင်းမှာလောင်လာရင်ပတ်ဝန်းကျင်ကိုပါကူးဆက်လောင်ကျွမ်းနိုင်ပါတယ်ပညာရှိရှိဥစ္စာရှိရှိရာထူးကြီးကြီးဒေါသကြီးရင်တော့ဘဝအမှောင်ကျသွားမှာပဲလူတွေကဒေါသသမားကိုမကြိုက်ကြဘူးမချစ်ကြဘူးမချီးမွမ်းကြဘူးဒေါသဟာကိုယ်တိုင်ကိုယ်ရောအများကိုပါပူလောင်ပျက်စီးနိုင်ပါတယ်ဒါကြောင့်မုန်းတီးမှုကိုနေရာမပဲပဲအေးချမ်းတဲ့စိတ်နဲ့ရှင်သန်နိုင်အောင်ကြိုးစားကြရမယ်မာနကိုထိန်းပါမာနကြီးမှသူတိုင်းကိုဘယ်သူမှသဘောမကျကြပါဘူးအပေါင်းအသင်းမလုပ်ချင်ကြသလိုမိတ်ဆွေလည်းမဖြစ်ချင်ကြပါဘူးမာနဆိုတာကိုယ့်ကိုယ်မြင့်တက်အောင်ချဲ့ထွင်ထားတာပါပဲတကယ်တမ်းဖူးရှိတဲ့သူဆိုရင်မာနကြီးစရာမလိုဘူးသူ့အပြုတ်မိုးကတင်မွေ့ပါတယ်လူတွေနဲ့ဆက်ဆံရမှာယူသည်မှုနဲ့လေးစားမှုတီးကတကယ်အလှတရားပါအတွဲကိုထိန်းပါအတွဲဆိုတာဘဝရဲ့အောက်ဆီဂျင်လိုပဲလို့တောင်ပြောနိုင်ပါတယ်အတွဲကောင်းရှိရင်လှုပ်ဆောင်မှုကောင်းတွေလုပ်နိုင်ကြတယ်အတွဲဆိုးရှိရင်စိတ်ငစ်စရာစိုးရိမ်စရာဘဝတစ်ခုလုံးကငိုကြွေးစရာတွေနဲ့အပြည့်ပါဒါကြောင့်အတွဲကိုတန်မအောင်လက်ကျင့်ထားဖို့လိုပါတယ်အတွဲကောင်းတွေကအောင်မြင်မှုကိုအလှမ်းမကွာအောင်တည်ဆောင်လာနိုင်တယ်အပြုတ်အမူကိုထိန်းပါအပြုတ်အမူကလူအသက်တာထဲမှာအတိကလက္ခဏာပါကြီးသူကိုယူတဲ့ငယ်သူကိုတနာတတ်ရွယ်သူကိုလေးစားတဲ့လိုသာတန်ဖိုးရှိပါတယ် manners ကောင်းမရှိတဲ့သူကိုဘယ်သူမှမချီးမွမ်းကြပါဘူးလူတွေထဲမှာနေရာယူချင်ရင်အပြုတ်အမူကအတိကကြပါတယ်အပြုတ်အမူကောင်းကလူတစ်ယောက်ရဲ့ဘဝကိုအလှပဆုံးဖြစ်စေနိုင်ပါတယ်ငွေကိုထိန်းပါငွေမရှိရင်ဘဝကြီးနောက်တစ်ဆင့်ကိုမတက်နိုင်တော့ဘူးငွေရှိတဲ့အချိန်မှာအချိန်မီထိန်းမထားနိုင်ရင်မကြာခင်မှာအကုန်ရှုံးသွားနိုင်တယ်အဓိကအချက်ကြတော့ချွေတာတက်ဖို့စီမံတက်ဖို့သုံးဆွဲတက်ဖို့ပါငွေကိုအချိန်မီထိန်းသိမ်းထားနိုင်ရင်တော့ဘဝတည်ငြိမ်မှုရရှိနိုင်ပါမယ်ငွေကဘဝရဲ့အားထားရာဖြစ်တယ်လို့အထောက်အကူလည်းအလွန်အမြင့်ဖြစ်ပါတယ်ကျန်းမာရေးကိုထိန်းပါပညာလေးရှိဥစ္စာလေးရှိငယ်ရွယ်တဲ့သူလည်းကျန်းမာရေးကောင်းမရှိရင်ဘာတန်ဖိုးမှမရှိတော့ဘူးကျန်းမာရေးကဘဝရဲ့အခြေခံအဆောက်အုံကြီးပါပုံမှန်စားတော့ဖို့ပုံမှန်အိပ်ယာဝင်ဖို့လက်ကျင်ခံပုံမှန်လုပ်ဖို့တန်တိထန်ချကြရမယ်ကျန်းမာရေးကောင်းမရှိရင်ဥစ္စာတွေရာထူးတွေကလည်းတန်ဖိုးမရှိနိုင်တော့ဘူးဒါကြောင့်တနေ့တစ်ခါခန္ဓာကိုယ်ကိုကြွတစိုက်စစ်ဆေးကြရမယ်အကျင့်ကောင်းကိုထိန်းပါလူသားဆန်မှုမေတ္တာအကျဉ်းနာချစ်ချင်းဖဲမချင်းတွေဟာလူတစ်ယောက်ကိုတန်ဖိုးမြင့်စေတယ်အကျင့်ကောင်းရှိတဲ့သူကိုလူတိုင်းကလဲစားချီးမွမ်းကြတယ်အကျင့်ကောင်းမရှိရင်ဘဝအဆင့်အတန်းနဲ့ဥစ္စာတွေလည်းတန်ဖိုးမရှိတော့ပါဘူးဘဝတစ်လျှောက်တန်ဖိုးရှိခြင်းအကျင့်ကောင်းတွေမချိုးမပေါက်အောင်ထိန်းသိမ်းရမယ်အစားကိုထိန်းပါအခုခက်က fast food နဲ့ soft drink တွေ street food တွေကခက်စားလာပါတယ်တကယ်တမ်းဆိုရင်အစားဆိုတာအာဟာရဖြစ်ဖို့လိုတယ်
ပစက်ထဲလိုက်တဲ့အရာတစ်ခုခုကအစိတ်မဖြစ်ရဘူးအာဟာရဖြစ်ရမယ်ကြိုက်လို့စားတာထက်တင့်တော်လို့စားတာပဲဖြစ်ရမယ်ဘဝကလွယ်ကူတယ်လို့ထင်ရတယ်လို့တကယ်မလွယ်ကူပါဘူးဒါပေမဲ့ထိမ့်သိမ့်နိုင်တဲ့အရာတွေကိုထိမ့်သိမ့်နိုင်ရင်တော့အောင်မြင်မှုရမယ်စကားကိုထိမ့်ပါစစ်ကိုထိမ့်ပါဒေါသကိုထိမ့်ပါမာနကိုထိမ့်ပါအတွေးကိုထိမ့်ပါအပြုတ်အမူကိုထိမ့်ပါငွေကိုထိမ့်ပါကျန်းမာရေးကိုထိမ့်ပါအကျင့်ကောင်းတွေကိုထိမ့်ပါအစားအသောက်ကိုထိမ့်ပါဒီကိုပိုင်ထိမ့်ချုပ်မှုတွေဟာကိုယ့်ဘဝကိုတည်ငြိမ်တဲ့လမ်းပေါ်တည်ဆောင်သွားပေးလိမ့်မယ်တကယ်အားဖြင့်အောင်မြင်ခြင်းရင်အဲ့ဒီအရာတွေလည်းအဓိကကျပါတယ်ဘဝထဲမှာငြိမ်းချမ်းမှုအောင်မြင်မှုပျော်ရွှင်မှုရခြင်းရင်ဒီနေ့ကစပြီးကိုထိမ့်သိမ့်ဖို့စတင်ကြဖို့လိုပါတယ်